အားလုံးပဲမင်္ဂလာပါဒီနေ့တော့မြစ်ကျော်စားမယ်နော်မြစ်ပြုတ်ကိုချစ်ထားမယ်ပြီးတော့ကြက်ဥရယ်ကြက်သွန်ဖြူအနီပြင်ထားမယ်နော်ချစ်ထားတဲ့မြစ်ထဲမှာစားကြက်သားကိုနေထားမယ်ပြီးတော့ကြက်သွန်ဖြူနေနဲ့စနွေးမှုတ်ကိုဒီကနေ့နေရာပဲဒီလိုထည့်မယ်ပြီးတဲ့အခါမှာကျွန်တော်အဖောကနာအုပ်ထားပြီးတော့နှပ်ထားပါတယ်စီကတော့နည်းနည်းများသွားတယ်ဒါပေမဲ့ကျွန်တော်ပြန်နှိုက်ထားတယ်နော်ပြန်ခတ်ထားပါတယ်ဒီလိုနေတဲ့အခါမှာဒီခောက်ခဲ့တယ်ရခုတော့ရတာရှိတဲ့မြစ်ကျော်လေးကျက်ဦးနဲ့ရပါပြီ